အားလုံးပဲမင်္ဂလာပါဒီနေ့တော့မော်နီလို့နှုတ်ဆက်လို့မရတော့ပါဘူးနောက်ကြမှာရောက်ရတော့အခု2 ရက်လောက်ရှိသွားပြီဖះအောင်မရောက်ဖြစ်ပြန်ဘူးပန်းတွေကထပ်ဖူနေပြန်ပြီအများကြီးပါပဲလားမနေ့ကတော့ပွင့်တာမတွေ့ဘူးဒီနေ့ကျမှတွေ့တာနှစ်ပူးတောင်ကျန်သေးရဲ့ကျဒါကြီးထွက်လာရင်လည်းတော်လေးလာအောင်ပါစက်ကြပန်းလေးတွေဒါတော့ညောင်မင်းရဲ့အရေးနဲ့တန်ရှင်းမလုပ်ပြီလို့ဒီနားလေးမှာနည်းနည်းလေးပြန်ပြီးရှုပ်ရှက်ခတ်သွားပြန်တစ်ပင်နေရှိတဲ့ခါကျတော့ခဏတန်ရှင်းလုံးမှအဆင်ပြေတယ်နည်းနည်းလေးမလုပ်တာနဲ့သိတာအပင်တွေရဲ့အပေါ်ကနေကြားတဲ့ဟာတွေကအများကြီးပဲဖြစ်လာခဏလေးနဲ့မှာကြည့်လိုက်ညောင်ခိုင်းနေရောအရွက်တွေရောအစုံပဲရှုခင်းရတော့ဒီနားလေးကအရန်မိုက်တယ်သဘောကျတယ်ကောင်းကိုအတွက်တော့နိဗ္ဗာန်ပုံလေးပဲဒီနားလေးကအားလုံးပဲတက်တာဒါပါပဲရှင်စိတ်ဝင်စားရင်လာခဲ့လို့ရပါတယ်နော်